ငယ်တော့အကိုနဲ့ရွှေမုံနဲ့ရိုက်တဲ့ကားတွေမှာဆိုရင်သူကအတော့အကိုသမီးလေးလုပ်တယ်အဲ့ဒါလေးအခုတော့ဒီမှာကြီးလာပြီတော့ကြီးလာပြီဖွက်ထားရအဲ့ဒါနော်အဲ့လုံငယ်ဘယ်နှစ်လဲ10နှစ်တော့မရှိသေးဘူး8နှစ်9နှစ်လောက်ရှိပြီနော်တူပဲတပုံစံနဲ့ပဲတူပါဦးနော်ငယ်တော့ကတော့ဟိုဖြစ်တာပေါ့အဲ့လောက်မကြမ်းဘူးနေတော့ဒီရှိမြင့်မှာဒါကြမ်းသွားဆွေရောရှင်းလိုက်တဲ့ရုပ်ပဲရိုက်ချင်လေရတက်ချင်လေရဒီဘွားကလည်းနေနေလောဝရှိတော့တက်ပြလိုက်တက်လို့ရတယ်မချစ်တဲ့တော့ဖြစ်နေပါရှင်မချစ်တဲ့တော့ fan meeting ပေါ့လေအဲ့ဒါဒီပွဲလေးကဒီနေ့တက်ရောက်ဖြစ်တာပေါ့အရန်ပျော်ရွှင်ရပါတယ်ပြီးတော့ကျွန်တော်အရင်တော့လည်း interview မှာပြောခဲ့သလိုပဲလေအရန်အခုလောက်ကြီးအားပေးလိုက်မယ်လို့ကျွန်တော်တကယ်မထင်သားခဲ့ဘူးပေါ့နော်ဒါပေမဲ့အရန်အားပေးတဲ့အတွက်ကြောင့်အရန်ကိုဝမ်းသာရရဲမိမိတို့လည်းအရန်ဝမ်းသာရတယ်ဘာလို့လဲဆိုတော့ကားလေးအရန်အောင်မြင်တော့မိတို့ပုံပြီးဝမ်းသာရပါတယ်အမကျရင်ပြန်တတိယလာပေါ့နော်တရားရိုက်တာသူကမပြတ်သားဘူးပေါ့နော်စိတ်ကဘာဖြစ်ချင်လဲဆိုတာလဲခံမှန်းရခက်တယ်အဲ့တော့ပရိသတ်တွေကြည့်ရလဲသူအားတော့ရမှာမဟုတ်ဘူးချီတာမဟုတ်ပါဘူးစိတ်ကောက်တာစိတ်ကောက်တာပါချစ်လို့ဆိုတာတော်ပါဟိုတရုပ်ဆောင်တာလဲကောင်းတယ်ပြီးတော့ဟိုဒီ character နဲ့ရွှေရုပ်ဟိုဒီညီမလေးနဲ့ကတအားလိုက်တယ်လို့အခုခံစားရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ character ကကောင်မလေးကငယ်ငယ်လေးပြီးတော့အဲ့လိုတစ်ချက်ဆိုအဲ့လိုစူပုတ်ပုတ်ကလေးအဲ့လိုမျိုးလေးဖြစ်နေရဟိုကသူနဲ့ဆိုကွက်တီပဲတစ်ထပ်သေးကြာနေရဆိုတော့လေဟိုဒါကြောင့်လည်းဒီကားကပို့ပြီးတော့ဟိုပါပေါ့နော်အချိန်ရတယ်ပို့ပြီးတော့လည်းပြိသက်အနေနဲ့စိတ်ဝင်စားမှုအားလည်းမြင့်တက်တယ်အားပေးတယ်အရင်အားပေးတယ်လို့ကျွန်တော်ခံစားရပါတယ်စာမရိုက်ခင်ဒီဇက်ကိုစဖတ်တော့ဟိုကျွန်တော်တို့စိန်ခေါ်မှုတစ်ခုတော့ဖြစ်တယ်ပေါ့နော်ကျွန်တော်တခါမှအဲ့လိုရန် toxic ဖြစ်တဲ့ character မျိုးတရုပ်ဆောင်မှုတာမရှိဘူးပေါ့ဆိုတော့ကျွန်တော်တို့ရန်စိန်ခေါ်မှုတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ဟိုပါပေါ့ဟိုအဓိကဒီဟိုအားလုံးတော်လို့လည်းပါပါတယ်ကျွန်တော် character ပိုဝင်တာလေရိုက်ပေးတဲ့ director ကိုညံရောမိမိရောအကုန်လုံးပေါ့နော်ဟို support လုပ်တဲ့ဟိုပံ့ပိုးပေးတဲ့အဲ့ဒီအတွက်ကြောင့်ဟိုအရန်ကိုပေါ့နော်ဟိုကျွန်တော်အနေနဲ့ဟို book ကလည်းအဲ့ဒီအချိန်မှာရှိမင်းရဲ့ mood ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော် interview အရင်တော့လည်းပြောပါတယ်ကျွန်တော်ပြန်ကြည့်ရမှာအောင်နည်းနည်းဟိုစိုးရိမ်နေပေါ့နော်ဘာလို့လဲဆိုတော့ရှိမင်းကတအားကြမ်းတယ်လေပြီးတော့နည်းနည်းလေးပုံမှန်စိတ်မဟုတ်ဘူးလေနည်းနည်း toxic လည်းအားဖြစ်တယ်ဆိုတော့အဲ့ဒါလေးပေါ့ဒါတော့ character ဝင်နေပြိသက်တွေအားပေးတယ်ကြိုက်ကြတယ်ဆိုတော့အားကြီးပြောတာပေါ့ငယ်တော့အကိုနဲ့ရွှေမုံနဲ့ရိုက်တဲ့ကားတွေမှာဆိုရင်သူကအတော့အကိုသမီးလေးလုပ်တယ်အဲ့ဒါလေးအခုတော့ဒီမှာကြီးလာပြီတော့ကြီးလာပြီဖွက်ထားရအဲ့ဒါနော်အဲ့လုံငယ်ဘယ်နှစ်လဲ10နှစ်တော့မရှိသေးဘူး8နှစ်9နှစ်လောက်ရှိပြီနော်တူပဲတပုံစံနဲ့ပဲတူပါဦးနော်ငယ်တော့ကတော့ဟိုဖြစ်တာပေါ့အဲ့လောက်မကြမ်းဘူးနေတော့ဒီရှိမြင့်မှာဒါကြမ်းသွားကျွန်တော်ကမရိုက်ခင်တည်းကမိမိကိုပြောပါတယ်မိမိဟိုကိုကြီးလုံမယ်ကိုလုံမယ်နော်ဘာလို့လဲဆိုတော့သူကြောက်မှာဆိုလို့လေခါလေကြတယ်သူမမျော်လင့်တဲ့ဟာမျိုးဖြစ်သွားမှာဆိုဒါတော့သူသင်းမှာဆိုသူကြောက်တဲ့ဟာတကယ်ပေါ်တယ်နော်အခုអော်လိုက်တာလေဟိုခန်းထဲမှာဝင်းနေဆင်းမှာဖတ်လားလို့လုပ်လိုက်တဲ့ဟာမှာတော်တော်တုံသွားတဲ့ဟာဆိုရင်အဲ့တုန်းကဆိုရင်ကိုလည်းအဲ့အချိန်မှာဖြစ်လာတဲ့မှုပေါ်မှုတည်ပြီးတော့ပဲလုပ်လိုက်တာသူ့ကိုလည်းမိမျိုးလည်းမပြောထားလိုက်မိတဲ့အတွက်ကြောင့်တော့အဲ့မှာတော့သူတုံသွားတယ်အဲ့လိုအဲ့ဒါပေါ့ဒါပေမဲ့ဘယ်ဆင်းမဲ့ရိုက်ပါဟိုအများအပြည့်ကတော့ကြိုပြောထားတာမိမိကိုကြီးဒီမှာတင်မယ်နော်မိမိလည်းလိုက်တင်ပြီအဲ့ဒါမှကောင်းပါဆိုပြီးတော့ပြောတာဘာဖြစ်အခုမှစရိုက်တဲ့သူတယောက်အနေနဲ့တော်တော်လိုက်နိုင်တယ်ပဲကျွန်တော်က appreciate ဖြစ်ပါတယ်အဲ့ဒါရရင်နဲ့ဇာတ်ဖြစ်တာနေကြအရန်စွာလာရွှေရုံစိတ်လည်းပိုကောက်တက်လာဟုတ်တယ်နော်လက်ဝါးသေးလားလက်တော့မလက်ပါပြုတ်ကြမှာတော့လန်တော့တယ်လွတ်ကြမှာမှာလန်အဲ့ဒီက wood ties ကအရန်တူအေးဟုတ်တယ်ကင်မရာတော့လွတ်အောင်တော့ရိုက်လိုက်ရအိမ်ပေါ်ပြင်ဆင်ရတာပေါ့ကျွန်တော်ကလေဟိုရှူတင်သွားတဲ့အဲ့လိုရှိမ့်မင်းငါရှိမ့်မင်းဆိုပြီးတော့ကားပေါ်မှာရွတ်ပြီးတော့သွားရတာဘာလို့လဲဆိုတော့ character ကနည်းနည်းကျန်းတယ်ပြီးတော့ရှေ့စင်းနဲ့နောက်စင်းမှာရန်တက်ပြီးနောက်စင်းမှာကြံကျသွားလို့လည်းမရတဲ့ဟာတွေပါတာပေါ့နော်ဆိုတော့အဲ့ဒါကြီးကအရန်ဟိုပါပေါ့သတိထားတဲ့အရာတွေပေါ့ဆိုတော့အားဖြစ်ပေါ့ဟိုတက်နိုင်တယ်လို့အကောင်းဆုံးစူးစမ်းခဲ့တော့ဒီချိန်မှာ
ပရိသတ်တွေကလည်းဘောကြတဲ့အတွက်ကြောင့်ကျွန်တော်တကယ်ဝမ်းသာပီတိဖြစ်ရပါတယ်အင်မတန်လည်းပရိသတ်တွေကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အခြားကျွန်တော်ရင်ငယ်တော့နောက်ပိုင်းရိုက်တဲ့ကားကြီးအဲ့လောက်ထိ toxic ဖြစ်တဲ့ကားမျိုးမရိုက်ဘူးလေဟိုညိုချစ်ဆိုင်လို့ပါလို့ဆိုလွမ်းလို့မကြံရေးစီလို့ပါလို့ဆိုအဲ့လိုအေးလေးပဲလေဒီကားကလုံးဝကြောင်းမြန်ဖြစ်သွားတယ်ပုံစံမျိုးဆိုတော့အဲ့လိုပေါ့ဟိုကျွန်တော်ခုနကပြောသလိုစိန်ခေါ်မှုတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးအဲ့လိုတွေးပြီးတော့ပဲတခြားစူးစမ်းပြီးရိုက်ခဲ့တာပါရှိမင်းနဲ့ပြန်အောင်ရလင်းကြောင့်ချစ်တတ်တာချင်းကတော့တူတူပါပဲဒါပေမဲ့ရှိမင်းကပူကျန်းတာပေါ့ဗျာပြန်အောင်ရလင်းကတော့ဟိုဟာပေါ့အင်းပေါ့ဟိုဟာလူညံ့တဲ့ခါလဲလူညံ့တာပေါ့စိတ်တူတဲ့ခါလဲစိတ်တူတာပေါ့ဒါလူဆိုတော့လေအဲ့လောက်ပါပဲရှိမင်းကတော့ရန် toxic ဆိုတာနည်းနည်းပူကျန်းတာပေါ့နော်